စားလို့မရဘူးရော့ဒါပဲစားဟာမဲနီယာတိုင်းတွင်တက်နေတာမလို့ဖုတ်ကောင်ကိုကန်ထုတ်လိုက်ပါတယ်ဖုတ်ကောင်လည်းတစ်ချက်သေးနဲ့ရှော့သွားတာပေါ့ဒီကောင်ကဘာကြီးလဲဘာလို့ငါ့ကိုစားကျင်နေရလဲယူနေရလားတခုခုတော့မှားနေပြီငါလက်နဲ့တခုခုယူထားတာကောင်းတယ်မဲနီကတော့တိန်းထားတဲ့တားကြီးတစ်လက်ကိုယူလိုက်ပါတယ်ဖုတ်ကောင်ကတော့မသေးသေးပါဘူးဒါပေမဲ့လည်းမထနိုင်ဘူးတွေဖြစ်နေပါတယ်ဒါအရေးပေါ်အခြေအနေပဲလက်နဲ့တွေများယူမရမယ်လူသားစားမယ်လူသားစားမယ်နေကလူသားစားချင်တယ်ပေါ့လေဟုတ်လားရမယ်ရော့ဟာရော့မဲနီလည်းဖုတ်ကောင်ကိုပြုတ်အောင်ဓာတ်နဲ့ပိုင်းပါတယ်ဒါပေမဲ့ဖုတ်ကောင်ကလည်းတာမန်မဟုတ်ပဲတိုင်းတွေတက်နေတာမလို့အချိန်တွေကြာကြီးချနေရပါတယ်ဒါပေမဲ့မိနီကဓာတ်ကြီးနဲ့ချတာမလို့ဖုတ်ကောင်လည်းမခံနိုင်တော့ပဲဘဝကူးသွားပါတော့တယ်ဒီကောင်တော်တော်ဆိုးတဲ့ကောင်ပဲစက်ကားတွေထဲကဖုတ်ကောင်ထက်တောင်ကြမ်းသေးတယ်မဲနီလည်းအပြင်ထွက်လာခဲ့ပါတယ်ဒါပေမဲ့အပြင်ဖက်မှာဖုတ်ကောင်တကောင်ထက်ရောက်နေတာကိုပါတွေ့လိုက်ရပါတယ်ဒီကောင်လည်းအတူတူပဲနေမယ်ငါတက်တိတ်လေးသွားမှရမယ်မဲနီလည်းနာကျင်နေတဲ့နှင်ကြလို့တက်တိတ်လေးသွားနေတာပေါ့ရှေ့ကဖုတ်ကောင်ကတော့အီပဲနဲ့သွားနေတာပေါ့အဲ့ဒါကြောင့်မဲနီလည်းစိတ်မရှိလာတော့ပဲဖုတ်ကောင်ကိုနောက်ကနေဓာတ်နဲ့ပိုင်းလိုက်ပါတော့တယ်ကဲဟာပိတ်စမ်းရော့ဟာရော့ဖုတ်ကောင်လည်းအလစ်ဝင်ပိုင်းတာခံရတာမလို့ဘာဆိုဘာမှပြန်မလုပ်နိုင်ပဲကြွသွားပါတယ်အိုးငါရဲ့ချစ်သူဘလို့ဖြစ်နေလဲမသိဘူးငါသူ့စီကိုသွားမှရမယ်မဲနီလည်းမြို့ရဲကိုပြေးဝင်လာပါတယ်မြို့ထဲမှာတော့အရာအလုံးရှင်းလို့လင်းလို့ဖြစ်နေပါတယ်လူတယောက်တော့မတွေ့ပါလားဇာကူရာမြို့ကြီးကဘာဖြစ်နေရလဲလောလောဆယ် channel လေးကို subscribe လုပ်ရသေးပဲကြည့်နေတာဆိုရင်တော့လုပ်ထားပေးပါအောင်နော်အဲ့လိုပြေးရင်တနေရာအရှောက်မှာတော့ကားတွေအများကြီးမီးလောင်ပျက်စီးနေတာကိုမြင်လိုက်ရပါတယ်အဲ့လိုကားတွေအများကြီးထဲမှာတော့ဖုတ်ကောင်တချို့ရှိနေပါတယ်ဟာဒီရဲ့ဖုတ်ကောင်တွေတော်တော်များနေပြီပဲဒုက္ခပါပဲမြို့ကတော့ပြတ်တော့မှာပဲဟာထူဆန်းတဲ့မိခိုးငွေတွေရှူမိတာမလို့မဲနီလဲကောင်းတွေစမိုးလာပါတယ်အာလာပါနှံ့ကြီးလည်းမသိဘူးစိုးလိုက်တာဟာဒီမှာဘာတွေဖြစ်နေရလဲအဲ့လိုမူးနေတော့မှပဲဖုတ်ကောင်တကောင်ကသူ့ကိုမြင်သွားပြီးလာနေပါတယ်လူသားစားမယ်လူသားစားမယ်မဲနီလဲချက်ချင်းကိုထွက်ပြေးတာပေါ့ဒီတခါတော့ပြေးရကောင်းတယ်ကိုမဖုတ်ကောင်ကအုပ်လိုက်ကြီးအဲ့ဒီအုပ်လိုက်ကြီးကိုဝင်စော်ရအောင်ငါစူပါကဲလည်းမဟုတ်ဘူးပြေးမှရမယ်ဟိမဲနီလဲဖုတ်ကောင်တွေနဲ့ဝေးတဲ့အိမ်ကျိုအိမ်ကြားလမ်းကျိုလမ်းကြားကိုပြေးဝင်သွားပါတယ်ငါရဲ့ဘဲရောဘလို့ဖြစ်ပြီလဲမသိဘူးသူလဲဖုတ်ကောင်ဖြစ်သွားရင်ငါတို့ဒုက္ခပဲတက်ပြေးရမှာလားဘာလို့ရမှာလဲမသိတော့ဘူးဟာအရင်လိုက်ရှာတာကောင်းတယ်မဲနီလဲမောင်ပြရဲ့အိမ်ထဲကိုဝင်လာခဲ့ပေမဲ့မောင်ပြမရှိတော့ပါဘူးဟာသွားပြီငါထင်တယ်လို့ဖြစ်သွားပြီထင်တယ်ဟာမဟုတ်ဘူးအဲ့လိုမဖြစ်နိုင်ပါဘူးသူတနေရာ